ကဲမတိသေးတဲ့တငယ်ချင်းတွေ lip mount နဲ့ lip mount နဲ့တငယ်ချင်းတွေတခုပြောပြချင်တယ်ဒီမှာကျွန်တော်တို့အဲ့ point ကနေပြီးတော့ပတ်စံယူလို့ရတယ်ဆိုတဲ့ဟာပေါ့ကျွန်တော်လည်းအခုမှပဲသိတာ email ရောက်လာတယ်အရင်တစ်ခါမှအဲ့လိုမလုပ်ဘူးဒီမှာကြည့်လိုက်မယ်ဆိုအခုဒီနေ့လုံးဝမမောင်းသေးကျွန်တော်တစ်ခေါက်မှမမောင်းသေးဒီမှာကြည့်ဒီမှာ cash live reward ဆိုတဲ့ဟာ50ကျွန်တော်နှစ်ခုထုတ်လိုက်ပြီ100ရပြီเนาะဒီမှာကျွန်တော်ပြန်ပြမယ်အဲ့ဒါကျွန်တော်လည်းမသိဘူး email ရောက်လာတော့ကျွန်တော်ဒီနေ့မှ direct ဆိုင်ကြည့်မိလို့လေဒီမှာကျွန်တော် point အမှဒါမဲ့တော့ expire ရှိတဲ့ပုံစံတက်တန်းကုန်တဲ့ပုံစံမျိုး3လတစ်ခါလား4လတစ်ခါလားအဲ့လိုလည်းတူတယ်ကျွန်တော်လည်းသိချတော့အဲ့ဒါတော့မသိဘူးအဲ့ဒါကဒီမှာ driver app ကိုတွားပြီးဒီမှာနှိပ်ပြီးတော့မှာ goal မှာအကိုရဲ့ကျွန်တော်တော့ lip တိတ်မမောင်းတော့ goal မှာ goal ရှိတယ် goal မှာဆိုနှိပ်လိုက်လို့ရှိရင်အမှကြည့်လိုက် tire နဲ့ shop နဲ့ရှိမှဒီမှာ shop မှာနှိပ်လို့ရှိရင်မ point ကျန်တယ်ကျွန်တော်ဆို1000ကျော်ပေါ့နော်1000ကျော်9000ကိုလဲလိုက်တာ9000လဲလိုက်တာ50ရတယ်နောက်ထပ်9000ကျွန်တော်စမ်းလဲလိုက်တာကျွန်တော်$50ပြန်ရတယ်ပေါ့နော်ဆိုတော့ဒီမှာ1181ကျန်တယ်ကျွန်တော်လောက်ကြည့်မယ်ပြန်ရမလားမသိဘူး1000ကျော်ဆိုတော့ရအောင်လားမသိpoint shop တော့လာမှာဒီမှာlip shop တော့ပြီးဒီမှာကြိုက်တာယူလို့ရတယ်လဲလို့ရတယ် gas လဲထဲလို့ရ gas ထဲမှာတုံးလို့ရတယ် wine chain မှာ car wash မှာကျွန်တော်ဈေးဝယ်တဲ့နေရာ DoorDash တို့လည်းရတယ် Starbucks coffee sign တွေ Walmart တွေမှာ Burger King Subway အကုန်ရတယ်ဒီမှာ CVS တွေ pharmacy အဲ့ဒီ point နဲ့တုံးလို့ရတယ်ကျွန်တော်တော့မသိတာဒီမှာကြည့်ဒီမှာ100 point ကို$ရမယ်ဒီမှာဆိုကျွန်တော်အဲ့လိုချိန်တာ live view မှာအဲ့လိုချိန်တာဟိုကျွန်တော်ဟာကအခုကျွန်တော်ဘယ်လောက်ရှိလဲကြည့်လိုက်ပါ1181ဆိုတော့1181ဆိုတော့$1000 ရမယ်ပေါ့ကျွန်တော်ကြည့်လိုက်မယ်$10ဆို$10ယူလိုက်မယ်$10ချိန်လိုက်မယ်$10ချိန်လိုက်မယ်ဒီမှာ cash reward $10အမောင်းဆိုချိန်လိုက်ပြီမှာအဲ့မှာ you are ribbon shop point for cash one you confirm your cash will be instantly at your earnings ဆိုတော့ကိုယ့်ရဲ့ earning နဲ့ account ထဲမှာဝင်လာမှာဖြစ်တယ်ကျွန်တော်ဒီမှာလုပ်လိုက်မယ်ဆိုတော့ကျွန်တော်နောက်2ရက်နေလို့ရှင်လဲကုန်တော့မှာပြောတယ်ဆိုတော့လေနောက်2ရက်နေလို့ရှင်လာကုန်ပြီး2ရက်နေလို့ရှင်တက်တန်းကုန်တော့မယ်ဆိုတော့ကျွန်တော်ယူလိုက်မယ်အဲ့ဒီမှာကျွန်တော် earning ဝင်လာဆိုတာ113ဖြစ်သွားပြီအဲ့ဒါလေး sharing လုပ်ချင်တာပါခင်ဗျာအဲ့ဒါလေး sharing လုပ်ချင်အရင်တော့ point နေကျွန်တော် point နေအမှကျွန်တော်ပြန်ကြည့်လိုက်မယ်အရင်တော့ကျွန်တော်ရဲ့ point တွေကတက်တန်းကုန်သွားတယ်မတုံးလိုက်ရအောင်အဲ့မှာလောစ181ကျန်သေးတယ်အဲ့ဒါလည်းထပ်ယူလို့ရမှာ$တွေပါယူလို့ရသေးတယ်အရင်တော့ point တော့ကျွန်တော်ဘယ်လိုပြန်ကြည့်လဲတော့မသိဘူးကျွန်တော်ကြည့်လိုက်တော့အရင်တော့ဟာကျွန်တော်တော်လေးကိုတက်တန်းကုန်သွားတယ်မတုံးလိုက်ရဘူးမသိလိုက်ဘူးဆိုတော့အဲ့ဒါလေးကိုပြောချင်တာပါဒီ181ကိုလည်းကျွန်တော်ပြန်ပြီးတော့ယူကြည့်မယ်နှမျောတယ်$ရအောင်မယ်ဆိုတော့ cash reward $ယူလို့ရတယ်ဆိုတော့ကြည့်လိုက်မယ်ကျွန်တော်$ဒီမှာ100 point ယူလို့ရတယ်$ထပ်ယူလိုက်မယ်အလကားကုန်သွားတယ်ဆိုတော့တက်တန်းကုန်လို့ရှင် go to earning သွားလိုက်မယ်$တက်လာမယ်133 134ဖြစ်လာတယ်အဲ့ဒါလေး sharing လုပ်ချင်တာပါခင်ဗျာသိတဲ့ညီကိုတွေဆရာသမားတွေကြော်သွားပါခင်ဗျာမသိသေးတဲ့သူတွေအဲ့ဒါပြောပြတာပါ cash reward အဲ့လိုထုတ်လို့ရပါတယ်နောက်ပြီးတော့ကိုဘာနဲ့လဲချင်တာလဲလို့ရပါတယ်လို့မစိုးပါဘူးဒီနေ့တော့နေစားကိုက်တယ်လို့ပြောမယ်လောလောဆယ်မင်္ဂလာရှိတော်တဲ့ခင်ပါခင်ဗျာအရန်တို့ကလည်းကျွန်တော် email ဝင်လာလို့ကျွန်တော်ကြည့်တော့ cash reward ထုတ်လို့ရတယ်ဘာညာလုပ်လို့ရတယ်နောက်လာကုန်2ရက်နေဆိုတော့တက်တန်းကုန်မယ်ဆိုပြီးတော့သူစာပို့တိုင်းကျွန်တော်လုပ်ကြည့်လိုက်တာပါအဲ့ဒါကို sharing လုပ်ချင်တာပါကဲပါခင်ဗျာမင်္ဂလာရှိတော်နေ့တလေးပါအားလုံးပဲစင်ပြေကြပါစေခင်ဗျာ
thank you ပါ God bless you all ဖျာရှင်ကောင်းချီးပေးပါစေရောက်စီတိုင်းစင်ပြေကြပါစေခင်ဗျာနောက်ဘဟုတုဒရှိတာလေးတွေအကျုံးဝင်တာလေးတွေရှိလို့ရှင်လဲပညာရမယ့်ဟာလေးတွေရှိလို့ရှင်လဲတယောက်နဲ့တယောက် sharing လုပ်ကြရအောင်လို့ကျေးဇူးတင်ပါတယ်ရောက်စီတိုင်းအားလုံးပဲစင်ပြေကြပါစေခင်ဗျာ